အားလုံးပဲမင်္ဂလာပါရှင်ဒီဆေးကတာမန်ဆေးမဟုတ်ပါဘူးရှင်ဒီမှာပေါ့နော်ဘလို့လူတွေကဒီဆေးကိုစားသုံးသင့်လဲဆိုလို့ရှိရင်အမျိုးသမီးတွေမိရဲ့ယောဂနောက်ပြီးတော့မိရဲ့လျှောက်တဲ့သူရာသီသွေးမမှန်သူမတတ်မမှန်သူနောက်ပြီးတော့မှနောက်တစ်ခုကအမျိုးသားကြီးပေါ့နော်ဝမ်းအရန်လျှောက်တဲ့သူပြီးတော့ဈေးသွားတိုင်းနာရှင်ကြတဲ့သူနောက်ပြီးတော့အမျိုးသားကာလယောဂပေါ့နော်ဒီဒူလာရဲ့လက္ခဏာတို့ကနိုးလက္ခဏာတို့ဈေးသွားတိုင်းဒီပြင်းတာတွေဈေးသွားတိုင်းဒီပေါ့နော်သွေးပါတာတွေနောက်ပြီးတော့ကိုယ့်ရဲ့လိန်တန်တွေမှာပြေထွက်နေတာတွေပေါ့နော်ကိုယ့်ရဲ့အမျိုးသမီးရဲ့အတူတူနေရတဲ့အခါမှာကာမမမြောက်နိုင်ဘူးပေါ့နော်အိမ်ထောင်တဲ့ကြာလာတဲ့အမျိုးသားရဲ့အတွက်ဒီဟာကအထုကိုမှထောက်ထားတာပေါ့နော်အဲ့လိုအမျိုးသားတွေမှစားသုံးသင့်ပါရဲ့ရှင်တခြားသူတွေမစားသုံးသင့်ပါဘူးရှင်နော်တကယ်ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ပေါ့နော်အတူနေတဲ့အရှင်မှာကိုကပြေဝရှင်နဲ့အပြည့်ဝခံယူရှင်နဲ့ဆိုလို့ရှိရင်တော့အမျိုးသားရောအမျိုးသမီးရောတပူးထင်းနဲ့ပြည့်စုံတဲ့ပလေးတူရှိရရှင်နော်သူကဒီမှာစားသုံးသူရောအညွှန်းရောလုံးဝသူကထုတ်ထားတယ်နောက်ပြီးတော့မှပေါ့နော်သူကဒီမကြီးပေါ့နော်ဝမ်းသွား